ကျုပ်တဲ့နေရတာကြတော့ပြင်းလာတယ်ငါရှိရကွာမင်းအာစီကအချိန်တန်သေးမှကျုပ်ပဲကြာအဲ့လိုဆိုရင်မင်းငါလိုပဲဟိုတပည့်တယောက်ရှာဖို့ဖြောက်ရအလုတ်တင်ဆန္ဒလာတယောက်ရဖို့ဆိုတော့လွယ်မှလို့လားအာစီကအဲ့လိုဆိုတော့ကျွမ်းကျင်သူ့ဘရာဇာတယောက်ရှာလေဒါလေအာစတိလို့တော်တဲ့ဆရာရဖို့ဆိုတာကဒါဖြောက်စီတော့ဖြောက်စီဝေးလက်ကြောင်မနဲ့မင်းလူတော်တဲ့မင်းတိုးကျင်နေပြီလားဟမ်လူတော်တဲ့တော့တိုးကျင်မဟုတ်ဗျာကျုပ်ကမိမကျူရင်ကောင်းမလားစဉ်းစားနေရအဲ့ဒါပူဆိုမင်းကတင်းချမ်းကုန်းထဲမှာမင်းကရွာတင်နေဆိုတဲ့သဘောလားဟမ်မင်းစဉ်းစားကြည့်လားမင်းမိမယူပါပြီသူ့အဖေတွေအမေတွေနဲ့ပတ်သက်လာမယ်ဟမ်ပြီးတော့ရွှေမျိုးတွေညီကိုမောင်နှမအတိုင်းဝိုင်းတွေပတ်သက်လာမယ်မင်းတို့ရဲ့သားတွေသမီးတွေတော့ဒီမင်းစဉ်းစားရက်စီမှာမင်းမြင်ကြည့်သားမင်းကငါကြည့်နေတော့ဟုတ်တယ်တရားတွေးကြည့်တော့ကြောက်စက်အဲ့ကပေါ်တာဗောမင်းမပြောအေးစီကိုကကိုထမကြောက်ကိုရေစိမ့်တော့အေးစီရခတ်သမားလူရှင်နဲ့မပေါင်းကျင်စားမှနဲ့ဖြောက်စိရကျုပ်ဆရာစကားကိုနားထောင်မယ်လူရှင်နေနဲ့မပေါင်းတော့အစတိလိုလူတွေနဲ့ပဲပေါင်းတယ်ပြပဲကောင်းမခွဲ